အခုတလောဒီ AI နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ဖတ်မယ်ဆိုလို့ရှိရင်စိုးရိမ်စရာကောင်းတဲ့အချက်တချို့တွေ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုများသောအားဖြင့်လူတွေက AI အပေါ်ကိုအရန်ကိုယုံကြည်မှုလွန်ကဲကြတယ်ပြောမယ်ဆိုရှင် AI ဘာပြောယုံကြတဲ့သဘောမျိုးဖြစ်နေတာပေါ့နော်ဒီလိုမျိုး AI ပေါ်ယုံကြည်မှုလွန်ကဲတဲ့ပုံမှာဘာဖြစ်လဲဆိုလို့ရှိရင်ကိုကဆုံးဖြတ်ချက်အမှားတွေဆုံးဖြတ်မိမယ်ပြီးတော့ဒီ information အမှားတွေကိုရမယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ကိုမှရှိတဲ့ဒီငွေကြေးဆုံးရှုံးမှုတွေဖြစ်မယ်တချို့အဆိုးဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုတတ်တဲ့သတင်းမျိုးထိပါကျွန်တော်ကြားရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး AI ကိုယုံကြည်လွန်တာကဒီကိစ္စတည်မွားလေးမှာဆိုလို့ရှိရင်တော့ပြဿနာတော့မရှိဘူးဒါပေမဲ့ဒီငွေရေးကြေးပိုင်းဆိုင်ရာကိစ္စတွေဒီကိုယ့်ရဲ့ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာဆိုလို့ရှိရင်တော့ဒါတော်တော်လေးကိုအနေရများတဲ့အခြေအနေဖြစ်ပါတယ်တကယ်တော့ AI ကဒီလူတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေပြီးလို့ရှိရင်ကျွန်တော်ဒီအရေးကြီးတဲ့အလုပ်ကိစ္စတွေကိုမြန်နဲ့လွယ်ကူအောင်ကူညီပေးနိုင်တယ်လို့ကျွန်တော်တို့အနေနဲ့ဒီ AI ကိုအရန်ကိုယုံလွန်တာမျိုးပြီးလို့ရှိရင်ကျွန်တော် AI ကိုသေချာနားမလည်ပဲနဲ့အသုံးပြုမိရဆိုလို့ရှိရင်တော့ဒီဆိုးရတဲ့ပြဿနာတွေကျွန်တော်ဖြစ်လာနိုင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AI ကိုမယုံသင့်တော့ရလားပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာကကျွန်တော်တို့ဒီနေ့ခေတ် AI နေဘလို့အလုပ်လုပ်လဲပြီးတော့ခုနကပြောသလိုမျိုးဘာကြောင့် information အမှားတွေလူတွေစီကိုပေးတတ်တာလဲပြီးတော့နောက်ဆုံးအနေနဲ့ဘယ်အချိန်မှာ AI ကိုယုံသင့်ပြီးတော့ဘယ်အချိန်မှာကိုယ်တိုင်ပြန်ပြီး check လုပ်သင့်လဲဆိုတာပေါ့နော်ဒါတွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ AI ကိုယုံသင့်မယုံသင့်မဆုံးဖြတ်ခင်မှာကျွန်တော်တို့သိထားမဲ့နားလည်ထားမဲ့အရာတစ်ခုရှိရပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒီယနေ့ခေတ်ကျွန်တော်တို့အသုံးပြုနေတဲ့ဒီ chatbot AI တွေဘလို့အလုပ်လုပ်လဲဆိုတာပါပဲလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ဒီ ChatGPT တို့ Gemini တို့လိုမျိုး AI chatbot model တွေကိုကျွန်တော်တို့က LLM လို့ခေါ်ပါတယ် LLM ဆိုတာကကျတော့ကျွန်တော်ဒီ large language model ပေါ့နော်သူ့ရဲ့အတူကောက်ကိုပြောတာဖြစ်ပါတယ် LLM ဆိုတာကအရှင်းဆုံးကျွန်တော်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်သူကကျွန်တော်တို့ပြောတဲ့စကားလုံးကိုနားလည်မယ်ပြီးလို့ရှိရင်ဒီစာလုံးအသစ်တွေပြန်ပြီးဖန်တီးပေးရပေါ့နော်ဒီ LLM ကကျတော့ဒီ2022နောက်ပိုင်းဒီ ChatGPT ပေါ်လာပြီးနောက်ပိုင်းမှာပို့ပြီးတော့ကျေပြန့်လာတယ်လူသိများလာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ LLM ကဘယ်လိုမျိုးအလုပ်လုပ်တာလဲပေါ့ဒီ LLM တစ်ခုကိုပထမဆုံးဖန်တီးတဲ့အချိန်မှာသူ့ရဲ့ပထမဆုံးအဆင့်ကဒီ training ပေါ့နော် training ဆိုတာကဒီ AI ကိုစပြီးတော့သင်ပေးတဲ့အဆင့်ဖြစ်ပါတယ်ဒီအဆင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AI ကို training data တွေထည့်ပေးရတဲ့အဆင့်ပေါ့နော်ဒီ training data တွေမှာဘာတွေပါမလဲဆိုလို့ရှိရင်ဒီစာအုပ်တွေပါမယ်ပြီးလို့ရှိရင်ဒီ research paper တွေပါမယ်ဒီ website တွေပါမယ်စသဖြင့် data တွေအများကြီးပါမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ human conversation လို့ခေါ်ရကျွန်တော်လူအချင်းချင်းဆက်သွယ်စကားပြောတာမျိုးတွေအဲ့ဒါမျိုးတွေပါပါမယ်။ तू က trainer ဆိုတဲ့နေရာမှာဒီလိုမျိုးစာချက်လိုမျိုးအလွတ်ချက်ခိုင်းနေတာမဟုတ်ဘဲနဲ့ तू ကဒီ training data တွေကဒီဆက်ဆက်မှုတွေပေါ့နော်။ဒီ pattern ကိုလေ့လာတာဖြစ်ပါတယ်။ဒီ pattern ဆိုတာကကြတော့ तू ကမျက်လုံးနဲ့မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒီစာအုပ်တွေအများကြီးဖတ်ထားတဲ့လူတယောက်ကတခုခုကိစ္စတခုခုကြုံတွေ့လာချိန်ကြလို့ရှိရင် तू ကဘာလုပ်ရမလဲဆိုတာကြိုသိနေတာမျိုးပေါ့နော်အဲ့လိုမျိုး तू က data တွေတဲကဆက်ဆက်မှုတွေကို तू က AI လေ့လာသွားပေါ့နော်ဒုတိယတစ်ခုကတော့ကျွန်တော် tokenization ဖြစ်ပါနော် tokenization ဆိုတာကကြတော့ဒီ AI ကလူတွေလိုမျိုးကျွန်တော်စာတစ်ကြောင်းကိုဖတ်လိုက်ပြီဆိုလို့ရှိရင် तू ကစာတစ်ကြောင်းလုံးကိုတစ်ခါတည်းဖတ်တာမဟုတ်ပေါ့နော်။ तू ကဒီစာကြောင်းထဲမှာပါတဲ့စာလုံးလေးတွေကို तू က token တွေအဖြစ်ခွဲခြားလိုက်တယ်။ဒီလိုမျိုးခွဲထုတ်ပြီးတော့မှ तू ကဒီ token လေးတွေကိုအခြေခံပြီးတော့စာသားနဲ့ခုနက pattern နဲ့ဆက်ဆက်မှုရှိမရှိပြန်ပြီးတော့လေ့လာသွားဖြစ်ပါတယ်။ပြီးတော့နောက်တစ်ဆင့်ကကြတော့ဒီ prediction ပေါ့နော်။ခံမှန်းတဲ့အဆင့်ဖြစ်ပါတယ်ဒီ chatbot AI တွေကကြတော့သူတို့မေးခွန်းမေးလိုက်ပြီဆိုလို့ရှိရင်သူတို့ကအဖြေကိုဒီ database ထဲကနေပြီးတော့ဆွဲထုတ်ပြီးတော့ပြောတာမဟုတ်ပါဘူးသူတို့အဓိကလုပ်တာကြတော့ဒီနောက်လာမဲ့ token ကဘာဖြစ်မလဲဆိုတာခံမှန်းတာပေါ့နော်ဥပမာကျွန်တော်ကဒီ AI ကိုဂျပန်နိုင်ငံရဲ့မြို့တော်ကဆိုပြီးတော့နောက်မှာဘာဆက်မပြောပဲထားလိုက်မယ်ဆိုလို့ရှိရင်သူတို့ကဒီ output ကိုမထုတ်ပေးခင်မှာပဲသူရဲ့ဆက်မှုအများဆုံးရှိတဲ့ token ပေါ့နော်ပြောမှဆိုရှင်ဖြစ်နိုင်ချေအများဆုံးရှိတဲ့ token ကိုသူစဉ်းစားတယ်ပြီးလို့ရှိရင်သူတို့ကဒီစဉ်းစားထားတဲ့ token တွေထဲမှာဖြစ်နိုင်ချေအရှိဆုံး Tokyo ဆိုတဲ့အဖြေကိုသူတို့ပြန်ပေးမှာပေါ့နော်ဒါကဒီ LLM model တွေဘယ်လိုအလုပ်လုပ်လဲဆိုတာပဲဖြစ်ပါတယ်ဆိုတော့ဒီအထိသိပြီးသွားပြီဆိုလို့ရှိရင်တော့ AI ကဒီတစ်ခါတလေဘာကြောင့်ဒီလိုမျိုး information အမှားတွေပေးနိုင်တာလဲဆိုတာကိုတော့ဆက်ဆက်မိသွားပြီလို့ထင်ပါတယ် AI ကတစ်ခါတလေသူသေချာမသိတဲ့အကြောင်းအရာဖြစ်ပေမဲ့သူကယုံကြည်ချက်ရှိနဲ့အမှားတွေကိုပြောတတ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ AI hallucination လို့ခေါ်ပါတယ်ဥပမာပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆောင်းမွဲသွားဖြည့်ပဲထားပါတော့ဒီဆောင်းမွဲမှာမေခွန်းကျွန်တော်မသိတဲ့မေခွန်းပါမယ်ပေါ့နော်ဒါပေမဲ့
ကျွန်တော်ကဒီမေးခွန်းကိုမသိဘူးလို့ဖြေရမယ်အစားခံမှန်းပြီးဖြေလိုက်တာပေါ့နော်ခံမှန်းပြီးတော့အဖြေတစ်ခုခုဖြေလိုက်တယ်ဒီအဖြေကမှားခြင်းလည်းမှားမယ်မှန်ခြင်းလည်းမှန်မယ်ပေါ့နော်ဒါမျိုးကိုပြောတာပါတကယ်တော့ဒီ AI ရဲ့တာဝန်ကိုသူကမေးခွန်းကိုဖြေပေးရမှာဖြစ်တဲ့တော့ပေါ့နော်သူကမသိဘူးလို့ဖြေမယ်အစားသူအဖြေတစ်ခုပေးဖို့ကြိုးစားရင်းနဲ့ပဲဒီ information အမှားတွေကိုသူပေးမိတာပေါ့နော်ပြီးတော့နောက်ထပ်ဖြစ်တတ်တဲ့အားနည်းချက်တစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကြတော့ဒီ bad လိုက်တာပေါ့နော် AI bias လို့ခေါ်ပါတယ်ဒီ training data တွေက pattern တွေကိုလေ့လာပြီးတဲ့အချိန်မှာ AI အနေနဲ့ဒီ bad လိုက်တဲ့အဖြေပေးတာမျိုးပေါ့နော်ဥပမာကျွန်တော်က AI ကိုဒီ CEO တယောက်ရဲ့ပုံထုတ်ပေးပါလို့ပြောလိုက်မယ်ဆိုလို့ရှိရင်သူကဒီ CEO ရဲ့ပုံကယောက်ျားလေးပုံဖြစ်နေလိမ့်မယ်ပေါ့နော်များသောအားဖြင့်အဲ့လိုဖြစ်နေလိမ့်မယ်ပြီးတော့ nurse တယောက်သူနာပြုတယောက်ရဲ့ပုံထုတ်ပေးပါဆိုလို့ရှိရင်တော့ main ကလေးဖြစ်ဖို့များပါတယ်သူထုတ်ပေးမဲ့ပုံကလေဒီလိုမျိုး AI ကလည်းဘက်လိုက်တာမျိုးတွေရှိတတ်ပါတယ်ပြီးတော့ဒီလူနဲ့စကားပြောတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူတို့ကကိုယ့်ရဲ့အကြိုက်ကိုသိတယ်ပေါ့နော်ကိုကဘယ်လိုပြောလို့ရှိရင်ကြိုက်မယ်ဆိုတာကိုသူသိတဲ့အတွက်ဒီမျိုးဘက်လိုက်တဲ့အဖြေတွေသူတို့ကထုတ်ပေးတတ်ပါသေးတယ်ဆိုတော့များသောအားဖြင့် AI ကဒီကျွန်တော်တို့ကိုမှန်ကန်တိကျတဲ့အဖြေတွေပေးနိုင်တယ်ဆိုပေမဲ့ဒီလိုမျိုးအမှားမျိုးတွေလည်းသူတို့လုပ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးအမှားလေးတွေကနေပဲသူကလူတွေအတွက်အနေရှိရဲ့ကိစ္စမျိုးတွေအထိသူဖြစ်လာတာလို့ပြောရပါမယ်တကယ်တော့ AI ကိုယုံသင့်တယ်မယုံသင့်ဘူးဆိုတာထက်ကိုယ်တိုင်ကသေချာနားလည်ထားပြီးတော့သေချာသုံးတတ်ဖို့ပဲလိုတာပေါ့နော်ပြောချင်တာကတော့ AI ကိုဘယ်လိုမျိုးအချိန်တွေမှာယုံသင့်တယ်ဘယ်လိုမျိုးအခြေအနေတွေမှာပြန်ပြီးတော့ check လုပ်သင့်တယ်ဆိုတာမျိုးပေါ့နော်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ email ရေးတာမျိုးတွေပြီးတော့စာလုံးပေါင်းမှန်မှန်စစ်တာတွေဘာသာပြန်တာမျိုးတွေပြီးတော့ကျွန်တော်တို့ဒီ idea ရှာတာပေါ့နော် idea မှီညမ်းတာမျိုးတွေဆိုလို့ရှိရင်ဒါဒီလိုမျိုးမေးခွန်းနေဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ကလည်းပြန်ပြီးတော့ check လုပ်လို့ရတယ်ပေါ့နော်ပြန်ပြီး check လုပ်လို့ရတဲ့အတွက်ဒါစိတ်ပူစရာမရှိဘူးကျွန်တော်စိတ်ချလက်ချသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးအချိန်တွေမှာသတိထားသင့်လဲဆိုတော့ကျွန်တော်စီးဘက်ဆိုင်ရာမေးခွန်းတွေပေါ့နော်စီးဘက်ဆိုင်ရာမေးခွန်းတွေကိုယ့်ရဲ့ချမ်းမာရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေပြီးလို့ရှိရင်ဒီငွေရေးကြီးဆိုင်ရာမေးခွန်းတွေပြီးတော့ဥပဒေပိုင်းဆိုင်ရာမေးခွန်းတွေဒါမျိုးတားအရေးကြီးတဲ့ကိစ္စတွေမှာဆိုလို့ရှိရင်တော့တေချာလေးသတိထားမယ်အပြင်သူပေးတဲ့အဖြေကိုလည်းကိုယ်တိုင်ကပြန်ပြီးတော့check လုပ်တင်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့အချင်းချုပ်ရမယ်ဆိုလို့ရှိရင် AI ကဒီအရာအားလုံးကိုလုံးဝမှန်ကန်အောင်တည်နေတဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီ AI ကိုကောင်းကောင်းအသုံးချတတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအရန်ကိုအစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်လာမှာပေါ့နော်ဆိုတော့ AI ကိုသေချာနားလည်ပါပြီးလို့ရှိရင်လက်တွေ့အသုံးချပါလို့ပြောချင်ပါတယ်။ Okay ဒီနေ့မှာတော့ကျွန်တော်ကဒီ AI ရဲ့လက်တွေ့အလုပ်လုပ်ပုံနဲ့ဆောင်ရွက်ရှောင်ရည်လေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်။မိတ်ဆွေတို့ဒီဗီဒီယိုကတစုံတရာအကျိုးရှိမယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။